ကိုမြင်တွေ့နေတာတော့ဒါ၄ပေ၈ပေအရွယ်စတိကပီးမှာဒါတောင်းလိုက်မဟုတ်ဘဲနဲ့ဒါအလျားလိုက်ပေါ့နော်အလျားကို၈ပေအမြင့်ရကြတော့၄ပေအရွယ်ကိုရွှေရောင်စတိကပီးကိုအခုပျော်ပွဲကြီးနော်ကျွန်တော်တို့ဒီပကန်းကျောင်းတိုက်မှာလာရောက်ပြီးတော့တက်ဆင်ပေးနေတာဖြစ်ပါတယ်အခုတက်ဆင်တဲ့နေရာကတော့ပျော်ပွဲကြီးပကန်းကျောင်းတိုက်အတွင်းထဲမှာတည်ထားကူဝတ်ထားတယ်ငကယုံနဲ့ကန္နာကုတိကျောင်းဆောင်အတွက်ဆိုပြီးတော့ဒါဒီကျောင်းဆောင်ကြီးအတွင်းထဲမှာပေါ့နော်ဒီကျောင်းဆောင်အတွင်းထဲမှာရွှေရောင်စတိကပီးကိုဒါပြုလုပ်ပေးထားတာကိုလာရောက်ပြီးတော့တက်ဆင်ပေးနေတာဖြစ်ပါတယ်ထို့ပြင်အဲ့၄ပေ၈ပေစတိကပီးကိုအခုကတော့ဒါပေါ့နော်ကပ်ဖို့အတွက်ကိုရှားနေတာဖြစ်ပါတယ်အဲ့ဒါပြီးတဲ့အခါမှာကျွန်တော်တို့ဟောပေါ့၈ပေ၂ပေအရွယ်ပေါ့နော်ရွှေရောင်စတိကပီးကိုလည်းကျွန်တော်တို့နန္ဒကိုရောင်စတိစိန်တွေဘုရားထီရောလုပ်ငန်းနေပြီးတော့ထပ်မံပြီးတော့လည်းပြုလုပ်ပေးထားတာဖြစ်ပါတယ်အခုကမှာတော့အခုတွေ့မြင်နေရတဲ့အဲ့ဒီကျောင်းဆောင်ကြီးရဲ့အတွင်းထဲမှာဆိုရင်နေရာမှာဆိုရင်ရွှေရောင်စတိကပီး၄ပေ၈ပေအရွယ်နဲ့2ပေ8ပေအရွယ်ကိုနှစ်ချက်ကိုမှကျွန်တော်တို့ပြန်လည်ပြီးတော့တက်ဆင်ပေးရမှာဖြစ်ပါတယ်အခုကဲ့သို့ရွှေရောင်စတိကပီးပြမှန်းနေတဲ့ကွာအခုကျောင်းဆောင်ကြီးပေါ့နော်ငကယုံဖျားနဲ့ဒီကန္နာကုတိကျောင်းဆောင်ကြီးရဲ့အပေါ်အမိုးမှာဆိုရင်လေဒါကျွန်တော်တို့ဒီရွှေရောင်စတိပန်းဆွဲပန်းတောင်များရဲ့တောင်ပန်းဆွဲများရဲ့စိန်တောင်များရဲ့နဲ့တကွာပြီးအပေါ်ခေါင်လျှောက်မှာဆိုရင်လေခေါင်လျှောက်စိန်တောင်များနဲ့တကွာဘုံ30မှာဆိုရင်လေဘုံ30စိန်တောင်များကိုလေဘုံ30စိန်တောင်ဒီပတ်လည်ပန်းဒီပြီးရင်တောင်ပန်းဆွဲနေတကွာတပည့်တော်တို့ဒီခေါင်လျှောက်ပန်းတန်များကိုပါမှာယူပေးပါတော့တပည့်တော်နန္ဒကိုရောမှာယူပေးပါတော့နန္ဒကိုရောမိသားစုကနေပြီးတော့ဆရာတော်ဘုရားပျော်ပွဲကြီးပေါ့နော်ပျော်ပွဲကြီးဒါပခန်းကျောင်းတိုက်အတွင်းထဲကနေပြီးတော့ပျော်ပွဲပခန်းကျောင်းတိုက်ကဆရာတော်ဘုရားအားလည်းတပည့်တော်တို့နန္ဒကိုရောမိသားစုကနေပြီးတော့အထူးပင်ကျေးဇူးတင်ရှိပါတယ်အလူရှင်မိသားစုများအားလုံးကိုလည်းတပည့်တော်တို့နန္ဒကိုရောစတိစိန်နဲ့ဘုရားထီရဲ့လုပ်ငန်းနေပြီးတော့အထူးပင်ကျေးဇူးတင်ရှိပါတယ်အခုတွေ့မြင်နေရတော့ဒါထိုင်တော်မူဘုရားဖြစ်ပါတယ်ထိုင်တော်မူဘုရားမှာဆိုရင်ဒါအလူရှင်ဦးချစ်ထွေတို့ကနေပြီးတော့ဒါဒီပချမ်းမှာဆိုရင်ထိုင်တော်မူရဲ့ကြာကလက်ရဲ့ဘုရားခန်းကိုထူတန်းထားတာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်ဒါဦးညွတ်ကြီးရဲ့တမီးမြတ်ဦးမိသားစုကနေပြီးပျော်ပွဲကြီးရွာနေပြီးတော့ဗောနော်ဒါဆရာတော်ဘုရားရဲ့ဒီအခုတွေ့မြင်နေရတဲ့ငကယုံဘုရားခန္ဓာကုတိကျောင်းဆောင်တွင်ထဲမှာဒါထိုင်တော်မူဘုရားကြီးကိုဒါဘုရားကန်းနေနဲ့ဗောနော်ထူတန်းထားတာဖြစ်ပါတယ်ဒါအခုဆိုရင်ဒါ၄ပေ၈ပေအရွယ်ရွှေရောင်စတိကပီးကိုဒါတက်ဆင်ပူဇော်ရန်အတွက်တပည့်တော်တို့နန္ဒကိုရောစတိစိန်နေဖျားထီကိုလုပ်ငန်းနေပြီးတော့အရင်ဆုံး၄ပေ၈ပေကိုအရင်ဆုံးကတ်ကြည့်ပြီးတဲ့အခါမှာပြီးတော့ကတ်ဖို့အတွက်ဆိုပြီးတော့တပည့်တော်တို့ဒါပေါ့နော်ဒီအောက်ကိုဖောက်ဖို့အတွက်ကိုဒါပြန်လည်ပြီးတော့ဒါတက်ဆင်ရအတွက်ပြင်ဆင်ပေးနေခြင်းဖြစ်ပါတယ်အခုမြင်တွေ့နေတာတော့ဒါ၄ပေ၈ပေရွှေရောင်စတိကပီးနဲ့အောက်မှာဆိုရင်2ပေ8ပေအရွယ်ရွှေရောင်စတိကပီးများကိုတေတက်လှပစွာမြင်တပြီးတော့နန္ဒကိုရောစတိစိန်ဒီဘုရားထီကိုလုပ်ငန်းနေပြီးတော့ပြုလုပ်ပေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ယခုကဲ့သို့ရွှေရောင်စတိကပီးများကိုမှာယူလိုတဲ့ဓမ္မမိတ်ဆွေများနေဖြင့်လည်းရွှေရောင်စတိကပီးများတွင်တော့မကောက်ဘူးငွေရောင်ပုံမှာဒါကပီးစာများကိုလည်းမိမိတို့လူတန်းပူဇော်လိုတဲ့အလှူဒါနများကိုရေးထိုးပြီးတော့ဒါဘောနော်ပြုလုပ်ပေးလို့ရပါတယ်ထို့ပြင်ဒါရွှေရောင်စတိကပီးများတွင်တော့မကောက်ဘူးဒါရွှေရောင်စတိပန်းဆွဲပန်းတောင်တွေတောင်ပန်းဆွဲတွေစိန်တောင်တွေတကွာဒါတိတ်ကျောင်းဆောင်တွေဓမ္မယုံတွေပြီးကြတော့ဗိမာန်တော်တွေမှာဆိုရင်လေတပည့်တော်တို့
ဒါပြုလုပ်ပြီးရရှိပါတယ်အခုမြင်တွေ့နေတာကတော့ရှေ့မျက်နှာစာစင်ဝင်ဖြစ်ပါတယ်စင်ဝင်မှာဆိုရင်လည်းဒါရှေ့မျက်နှာစာမှာစင်ဝင်မှာဆိုရင်ပတ်လည်ဖောင်းပန်းဆွဲရစိန်တောင်ရဒါရင်တိုက်တချမ်းစီရကိုဒါတက်ဆင်ပေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဟိုအပေါ်ဆုံးမှာတော့စိန်တောင်ကြီးကိုနှစ်ဖက်ပေါ့နော်အရှိအနောက်နှစ်ဖက်လှနေတပြင်လည်းတက်ဆင်ပေးထားတာဖြစ်ပါတယ်ဒါအခုဒါရွှေအောင်စတီးကပီးပြားများကိုပြန်လည်ပြီးတက်စီရန်အတွက်ရောက်ရှိလာတာဖြစ်ပါတယ်အခုဒါရွှေအောင်စတီးကပီးပြားများဆိုရင်လည်းဒါတိမ်ကျောင်းဆောင်များနဲ့တွဲပြီးတော့ဒါဖုံဖုံဖျားနေပြီးတော့ထပ်မံပြီးတော့မှာယူပေးထားတာဖြစ်ပါတယ်အခုကဲ့သို့ရွှေအောင်စတီးကပီးပြားများနဲ့ဒါဖျားကမှာတက်စင်နေပန်းဆွဲပန်းတော်များပြီးသွားရင်ဒါဟောပေါ့နော်ဒီအမိုးမှာဆိုရင်တက်စင်နေပန်းဆွဲပန်းတော်များတွေထူပိကာတွေထီးတွေများကိုလည်းတပီတော့နာကုံရောင်စတီးစိန်တွေဖျားထီကိုလုပ်ငန်းနေပြီးတော့ပြုလုပ်ပြီးရရှိပါတယ်ရွှေရောင်စတီးပန်းဆွဲပန်းတော်များကိုရွှေရောင်များတွင်တော့မကောက်ဘူးတော့အခုကငွေရောင်စတီးကပီးများနေပြဒါတပီတော့ဟောပေါ့ငွေရောင်ပြားပေါ်တွင်လည်းငွေရောင်ပန်းပုံစံပေါ်ပြီးတော့လေတပီတော့စတီးပြားများပြုလုပ်ခဲ့တယ်လို့ပဲဒါပန်းဆွဲပန်းတော်များကိုလည်းငွေရောင်ပြားများဖြစ်နေငွေအချောင်ဖြစ်နေပြုလုပ်ပြီးရရှိပါတယ်ဓမ္မမိတ်ဆွေမိဘပြည်သူများအားလုံးလည်းယခုကဲ့သို့ရွှေရောင်စတီးကပီးများကိုတက်ဆင်ပူဇော်ရမည်လိုအပ်ပါကလည်းတပီတော်တို့နန္ဒကိုရောင်စတီးစိန်နဲ့ဖျားထီရောလုပ်ငန်းအောက်ကြီးနိုင်လာမှာကြီးပေါ့ရှင်ပင်လက်ဖေးဆိုင်ရဲ့ရှစ်တက်တဲ့မှာတရှိပါတယ်ဖုန်းနံပါတ်ကတော့0925103389ခေါ်4253025383လဲဆက်သွယ်မြင်ပြီးတော့မှာယူရရှိနိုင်ပါတယ်ဓမ္မမိတ်ဆွေမိဘပြည်သူများအလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေ